ဘာလို့ဖြစ်ခဲ့လဲဆိုရင်ထိုက်တဲ့နဲ့သူပဲပါစင်ကိုရတာပါမတိုက်တလို့ပဲဆုံးရှုံးရတယ်ငါခံယူလိုက်တယ်တနေ့ပြူစဲဆုံးပြုံးပြဖို့ကကြိုးပြင်စထားမယ်ခဏရတဲ့ပုံမဲ့တနေ့တော့ကိုပြုံးလဲဘဝမှာကိုပေးတဲ့လောက်တော့လည်းပြန်လို့ချိန်ပဲဘူးတဲ့အပေါ်ပြမလာတဲ့ယူနာဦးဟာမြတ်တာချစ်ချင်နေဘသူကမပြောပြချင်လားအောင်တိတ်ဆိတ်သွားခဲ့တယ်အချစ်ဟာလည်းထားရတဲ့ကံတွေကချင်ရများပဲနောက်ဆိုရင်မိနိုင်မဲ့ခိုင်မှာပဲနာတော့မယ်နောက်ဆိုရင်အေးချမ်းစိတ်တဲ့ရဲ့မှာပဲကိုနောက်ဆိုရင်ကိုတမ်းမဲ့ပန်းကိုပဲနာတော့မယ်နောက်ဆိုရင်မျောလေးတဲ့ကိနဲ့စိတ်နဲ့သက်ရှင်ချင်တော့တယ်တေးပဲမပါတဲ့ပြားစတကူမှာငါချလဲဘူးလေအောင်မြတ်တာမဆန်တဲ့စကားလို့များမှာအချိန်ချင်းချရှုံးလေခဏရတဲ့ပုံမဲ့တနေ့တော့ငါငုံမေနောက်ဆိုရင်ပြောပြကြလားအောင်တိတ်ဆိတ်သွားခဲ့တယ်အချစ်ဟာလည်းထားရတဲ့ကံတွေကချေရများပဲနောက်ဆိုရင်မိနိုင်မဲ့ခိုင်မှာပဲနာတော့မယ်နောက်ဆိုရင်အေးချမ်းစိတ်တဲ့ရဲ့မှာပဲကိုဝေးနောက်ဆိုရင်ကိုတမ်းမဲ့ပန်းကိုပဲနာတော့မယ်နောက်ဆိုရင်မျောလေးတဲ့ကိနဲ့စိတ်နဲ့သက်ရှင်ရတော့တယ်လာလာလာနောက်ဆိုရင်မိနိုင်ပဲကိုင်မှာပဲနာတော့မယ်နောက်ဆိုရင်ရောလေးတဲ့ကိနဲ့စိတ်နဲ့အသက်ရှင်ပါတော့မယ်